Tiaga Chanfu Squareကိုလာတာပါသူတို့ရဲ့အဆောက်အဦတွေကြီးတာတော့မှကြည့်မြင်တဲ့အတိုင်းပဲဆောက်အဦတွေရှယ်ဆောက်တာတရားချီအကုန်လုံးအဲ့လိုမျိုးပဲဒီအောက်ထဲကိုဆင်းသွားရင်တော့သူကဟိုဟာမက်ထရိုရှိရယ်ခဏ shopping center တခုရှိရယ်ဒါပဲလာလိုက်တာပန်းလေးတွေကသူကပဲပန်းလေးတွေအရင်မရတယ်လို့အမေဒီပန်းတွေကတိတ်မညိုးဒီမှာကျတော့မန်းလေးမှာဆိုရင်တော့ရှည်ညိုးပြီဝင်ကြီးတွေအများကြီးပေးပြီးတော့ဝင်ရတဲ့ကန်တော်ကြီးစာဒီမှာကြည့်လက်ကားလုံးဝလက်ကားကြည့်အဝါကြည့်အဲ့လိုမျိုးအများကြီးပဲနော်မဝင်ကြီးတွေပေးစရာမလိုဘူးပြပဲပတ်ဖြစ်နေတဲ့အတွက်အဆင်ပြေတယ်အဲ့လိုမျိုးပေါ့အားမျိုးအေးစစ်စစ်ပဲဘယ်သူမဆိုအဲ့လိုမျိုးလာပြီးတော့လေ့လာလို့ရတယ်ဒီတိုက်ကအမွာလိုမျိုးလို့ဆောက်တာဒီဘက်လို့ကြီးပဲကောင်းကနေပါအောင်ဗာလဲချင်းယန်ကချာ Finance Business Center Business District ဆိုတော့လုံးဝဘောစီတွေပဲပေါ့နော်တထေးတွေပဲလာရဟာပြင်ငေါ့ဒါနဲ့ရိုက်ပဲ